ပြုတ်ဒီပမာချက်လေးမြည်ကြည့်မယ်တပြုတ်ဒီနဲ့ဝတ်သားနဲ့စီကြံရီကြံလေးပေါ့အခုမှစားဘူးလားပေါ့လေတော်လည်းအခုမှချက်ဘူးလားဒီကြံဘယ်လိုချက်ထားရလဲဆိုတာလေးကိုပြပေးမယ်နော်ဒီစားကြည့်လိုက်အချင်းတက်လေးပါတယ်နည်းနည်းဖန်တဲ့တက်ရှိရအတွက်ရေနဲ့ပြုတ်လိုက်တယ်ရေနဲ့ပြုတ်ပြီးမှဝတ်သားကိုစီတက်ပြီးတော့ဒီကောင်ရောပြီးတော့ရိုးပဲချက်လိုက်တာပေါ့လေချင်းပြုံးလေးစားလို့ကောင်းတယ်ဝတ်သားနဲ့အစုံတော့လိုက်တယ်ပေါ့မအီတော့ဘူးပေါ့ဇမျိုးသီးနဲ့တူတယ်ဇမျိုးသီးကတော့နည်းနည်းချွဲတယ်ချင်းတယ်ချက်ပေါင်သီးလို့ရတာလေအမချက်ပေါင်သီးတော့မချင်ဘူးကွာတော်တော်နီးစက်တယ်တပြုတ်သီးဇမျိုးသီးနဲ့ပုံစံလေးရတူတယ်ဒါပေမဲ့တပြုတ်သီးကကြီးပဲအလုံးရင်းလုံးနဲ့ထင်တယ်ဒီမှာသူအယိုးတွေကြံခဲ့အမြင့်နေတယ်ဝတ်သားဆိုတော့အီးရလေလိုချင်တဲ့ဗာတီးလေးနဲ့ပဲဖြစ်ဖြစ်ရောလိုက်တော့စားကောင်းဖင်ရိုင်းကြိုင်ပြီးတော့ကြိုက်ရတာပို့ပြီးလို့ရမအသားများတယ်လောက်တော့ချက်တယ်တိုင်းဖယ်နေစားကောင်းတယ်ချက်စားကြည့်ချက်ကြလည်းဘာမှမရှိတာပဲ